မင်းညာကကချင်ထဲပွက်တက်လေးပြပြီးသွားပြီဆိုတော့ဒီနေ့ချင်းပွက်တက်အထည်လေးတွေအားလုံးကိုပြပြီးသွားမယ်ဒီအထည်တွေအားလုံးဆိုရင် US က customer အမရဲ့တယောက်တည်းအထည်ပေါ့နော်အဲ့ဒါကို customer အမကစိတ်ကြိုက်ချုပ်ခိုင်းထားရပေါ့နော်သူက site လေးတွေတော့သူကအထည်လေးမှာရေးပေးထားရပေါ့နော်ဒါလေးဆိုလို့ရှိရင်သူက site သေးလေးပေါ့နော် medium site လေး medium site လေးကိုမှရင်ခံလေးနဲ့အပေါ် cape လေးနဲ့ပေါ့နော်ခြုံလွှာလေးနဲ့ချုပ်ပေးထားရပေါ့နော်ဒါရင်ခံဆိုလို့ရှိရင်သူတစ်လုံးလေးနဲ့အပေါ်ကခြုံလွှာလေးကိုမှခြုံလွှာအဖျားလားလေးမှာဆိုလို့ရှိရင်အကုန်လုံးအမိတ်ကလေးထည့်ပေးထားတယ်အမွှေးလေးလည်းထည့်ညက်ပြီးတော့ချုပ်ပေးထားရပေါ့နော်ပြီးရင်ဒါလေးကတော့နောက်တစ်ထည်ကကြတော့ဒါလေးကလည်းအုံခွက်လေးလည်းထည့်ပေးထားတယ်ချုပ်ယူပြောက်လေးချုပ်ပေးထားရပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းအရန်လှတယ်သူ့ရဲ့ရင်လုံးသားလေးမှာဆိုလို့ရှိရင်လည်းကျိုး dropping လေးတွေနဲ့ထည့်မြုပ်ပြီးတော့ချုပ်ပေးထားရပေါ့နော်ဒါမျိုးလေးဒီဇိုင်းတစ်မျိုးတစ်ထည့်ပါမယ်အရန်ကတော့အကုန်လုံးကြည့်သွားပြီပေါ့နော်ဗီဒီယိုဖိုင်ထဲမှာပြီးရင်ဒီဟာလေးကတော့သူ့ရဲ့ထပိန်စင်ကာလာလေးသူ့ရဲ့အင်ဂျီလေးကိုဆိုလို့ရှိရင်ဒါအခုခစ်စားနေတဲ့ခရောင်အဝဲလေးချုပ်ပေးထားရပေါ့နော်ဝက်လိုက်တဲ့ဆိုတဲ့အခါကျလို့ရှိရင်တော့ကက်ကလေးဖြစ်သွားမယ်ပေါ့နော်ရင်လုံးပေါင်နာလေးမှာဆိုလို့ရှိရင်ဖဲပြားလေးစီပြီးတော့ချုပ်ပေးထားရပေါ့နော်ဒီမျိုးလေးတစ်ထည့်ပါမယ်ပြီးရင်နောက်တစ်ထည့်ကတော့ဒီဟာလေးနော်ဒီဟာလေးကိုမှထပိန်စင်ကာလာလေးကဒီဟာလေးကိုအင်ဂျီလေးကိုသူ့ကိုဒီလိုမျိုးလေးချုပ်ပေးထားတယ်အဓိကတော့ level ပေါက်ပုံစံလေးကိုပဲsequence လေးနဲ့ထိုးပြီးတော့ရိုးရိုးရှင်းရှင်းလေးချုပ်ပေးထားတယ်ပေါ့နော်ဒါမျိုးလေးတစ်ထည့်ပါတယ်ချင်းပိတ်စလေးတွေကကြောက်လေ3ကြိုက်ထဲပါတာဆိုတဲ့အခါကျတော့သူ့ကိုပိုးလေးတွေနဲ့ပေါ့နော်အမဲလေးနဲ့ဆက်ပြီးတော့ချုပ်ပေးထားတယ်ဒါလေးကတော့ bling bling လေးပေါ့နော်အဲ့ဒါလေးကိုမှသူ့ကိုရင်လုံးအောက်နာလေးမှာဆိုလို့ရှိရင်ဖဲပြားလေးတက်ပြီးတော့အလားစင်ပြီးချုပ်ပေးထားတယ်လက်လေးဆိုလို့ရှိရင်လည်းလက်ဖောင်လေးချုပ်ပေးထားပါတယ်ပြီးရင်နောက်တစ်ထည်ကဒီဟာလေးဒါလေးကတော့တစ်ဖက်ကတော့ပခုံးပြောက်တစ်ဖက်ကတော့ပခုံးပါတယ်ပေါ့နော်အဲ့ဒါလေးကိုမှရင်လုံးနားနေပြီးတော့ပြန်ပြီးတော့အဆွေကြိုးလေးပြန်ပတ်ပြီးတော့သူ့ကို sequence လေးတွေနဲ့ပလဲလေးတွေနဲ့ပလဲအမဲလေးနဲ့ထည့်မြုပ်ပြီးတော့ချုပ်ပေးထားတာပေါ့နော်ဒီလိုမျိုးလေးတစ်ထည်ပါမယ်ထည်ဒီတစ်ခေါက်တော့အများကြီးထွက်တယ်ပေါ့နော်ပြီးရင်ဒီဟာလေးကရင်ပုံလေးနော်ရင်ပုံလေးကိုမှဒါရင်ပုံအစ်စ်ကလေးပဲနော်အဲ့ဒါလေးကိုပလုတ်လေးတွေတွဲပြီးတော့အလားဆင်ပြီးတော့ချုပ်ပေးထားတယ်ပေါ့နော်ဒါမျိုးလေးတစ်ထည့်ပါမယ်ဒါလေးကတော့ site ကြီးလေးပြီးသွားရင်နောက်တစ်ထည်ကတော့ဒီဟာလေးနော်ဒီထည်လေးက concept ပုံစံဒီဇိုင်းမျိုးလေး frame ယူပေးထားတယ် level ပေါက်လေးကိုအ white လေးတွေနဲ့ထည့်ပြီးချုပ်ပေးထားတယ်ပေါ့နော်ဒီညာလေးမှာဆိုရင် sequence တန်လေးတွေပြီးပေးထားတယ်ပေါ့နော်ဒါမျိုးလေးတစ်ထည်ပြီးရင်နောက်ထပ်အဆင့်ဒီဇိုင်းလေးကအစိမ်းလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒီအစိမ်းလေးကိုထပ်ပိန်လေးကတော့ဒီဟာလေးကိုမှအင်ဂျီလေးကိုလည်းသူ့ကိုပိုးပြောင်လေးနဲ့အမဲပြောင်လေးနဲ့ဆက်ပြီးတော့သူ့ကိုဒီလိုမျိုးလေးနှစ်ထပ်ပုံစံမျိုးလေးချုပ်ပေးထားရပါတော့ဒီထည်လေးလည်းလာပါတော့ချစ်စရာကောင်းတယ်ထည်တော်တော်များများတော့မြင်နေကြမှုတ်တဲ့ပုံစံဒီဇိုင်းမျိုးလေးကိုချုပ်ပေးထားရပါတော့ပြီးရင်ဒီဟာကကြတော့တစ်ဖက်မှာရင်လုံးတစ်ဖက်မှာအမိတ်အပြည့်သုံးပြီးတစ်ဖက်မှာချင်းပြောင်အမိတ်လေးပေါ့နော်ထားပေးထားတယ်ပြီးတော့ဒီလိုမျိုးလေးချုပ်ပေးထားရပါတော့ဖဲပြားလေးလည်းစီးပေးထားတယ်ဒါမျိုးလေးအထည်ပြီးရင်ဒါလေးကလည်းနောက်တစ်ထည်ပေါ့နော်ဒါလေးကတော့ crystal လေးနဲ့တွဲလောင်းချပြီးတော့တချမ်းဆောင်လေးယူပေးထားရပါတော့ဒါလေးကလည်းအရန်လှတယ်ပေါ့နော်ဒီဟာလေးကတော့နောက်ထပ်ချင်းအစင်လေးပေါ့နော်အဲ့ဒါလေးကိုမှထပ်ပိန်အစင်လေးကတော့ဒီဟာလေးအဲ့ဒါလေးကိုအင်ဂျီလေးကတော့ရိုးရိုးရှင်းရှင်းပြောင်လေးပဲတွဲဆက်ပြီးတော့ချုပ်ပေးထားတယ် sequence လေးတွေလည်းထပ်ပိန်ကာလာမှာပါတဲ့အရောင်လေးတွေဆက်ပြီးတော့ထိုးပေးထားတယ်ပေါ့နော်ဒါမျိုးလေးကိုထည့်ပါမယ်ပြီးရင်နောက်တစ်ထည်ကကြတော့ဒါလေးကတော့ရင်ပုံအတုလေးနော်level ပေါက်ပုံစံဒီဇိုင်းလေးကိုပဲ site ကြီးလေးဆိုတော့အဓိကဖော်ပေးထားရပေါ့နော်သူထပ်ပိန်အစင်ကာလာလေးနဲ့ လိုက်ဖတ်တဲ့ပုံစံမျိုးလေးတက်ပြထားပါတယ်ဒါကနောက်ဆုံးတစ်ထည်လေးနော်နောက်ဆုံးတစ်ထည်လေးကကြောက်ဒါလေးကတော့လေတောင်ရင်ပုံလေးရိုးရိုးလေးပဲအဲ့ဒါလေးကို sequence လေးနဲ့ပဲဖြားပြီးတော့ချုပ်ပေးထားရပါတော့ဒါလေးအားလုံးက USA ကိုပို့ပေးရမယ်ချင်းပွက်တက်အထည်လေးတွေပါကြည့်ရှုပေးတဲ့ကြောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်